ဟုတ်လားမင်္ဂလာပါခင်ဗျာမင်္ဂလာပါရွှေပွဲတော်ပြည်သက်ကြီးအားတိုက်ကြခဲ့တဲ့မျက်နှာပို့ကြရအောင်ပါဗျာဟုတ်တယ်အောင်ဗျာယနေ့ကြွလာမိတ္တာဟာချမ်းသာပါစေနေပါစေယနေ့ကြွလာမိတ္တာချမ်းသာပါစေနေပါစေယနေ့ကြွလာမိတ္တာချမ်းသာပါစေနေပါစေယနေ့ကြွလာမိတ္တာဟာချမ်းသာပါစေနေပါစေယနေ့ကြွလာမိတ္တာချမ်းသာပါစေနေပါစေယနေ့ကြွလာမိတ္တာချမ်းသာပါစေနေပါစေနေရာရောအမရှိဘူးညတော့အေးပဲပြတ်မနေ့ဆိုတော့ကြာမနေ့ဆိုတော့တပီဘာလို့လဲဒီစဲနိုင်ဟုတ်လိုက်လားအဲ့ဒါတော့ကိုတောက်ကိုဗျာကိတာလဲတော့ဗျာတွေ့တယ်လားဒီကကျော်တော့ကလေးလေးချီပွားလာပြတဲ့ကြီးကိုကျွန်တော်တို့တက်တာပို့ပြကြမှာတော့လူရှိတော်နာမည်လေးနဲ့မိတ်ဆက်ပေးမှာဖြစ်ပါတယ်ခင်ဗျာကျွန်တော်နာမည်သက်စီပါကျွန်တော်နာမည်သက်စီပါအများသူကပေါ်တယ်ကဒီဒီဦးနဲ့လေဟိုးလေလေဟိုးလေလေကျွန်တော်နာမည်ဒီစေပါကျွန်တော်နာမည်ဒီစေပါအများသူကပေါ်တယ်ကပိုင်ပေါ်တဲ့သူတွေလေဟိုးလေလေဟိုးလေမရတဲ့ကွာသူဒီကိုညပိုင်းနဲ့ကဲဗျာကျွန်တော်တို့လူရှင်တော်နာမည်လေးနဲ့မိတ်ဆက်ပေးပြကြမှာတော့ကျွန်တော်တို့အကာလူကျွန်တော်တို့တောင်တော်လုံးတိုင်းရင်းသားအကာလူငယ်ပြည်သူလူမျိုးလေးနေကြတဲ့မိနမီချိုးလေးတို့ရောက်ကိုခေါ်တော့မယ်ဗျာဟုတ်ပါဗျာတောင်တော်လုံးတိုင်းရင်းသားအကာလူငယ်အတင်းရဲ့မိနမီချိုးလေးတို့ရောက်ကကြပြပြောပါလေဖြစ်ပါတယ်ခင်ဗျာအဓမ္မအနေဆုံးနဲ့ကကြမှာကအမေမျက်လုံးလေးအပြုံးပိုင်ရှင်ပါလေခါရင်လာတဲ့နိုင်လီကူနဲ့မိနမီတယောက်ရှိသေးတယ်ဗျရှိသေးသလားဗျအော်ရှိသေးတာဘောကိုကြီးစင်သူလည်းကတော့ပြောမနေနဲ့ဗျာသူ့ကိုကြည့်လိုက်အမြဲတမ်းပြောနေတာဗျအသားလေးကဝင်းဝါပြီးလေးလက်တော့ပါနေတယ်အသားရလာတဲ့သူစားကနဲ့သူနောက်တယောက်ရှိသေးတယ်ဗျနောက်မီလီကိုကျွန်တော်ခေါ်ထုတ်မယ်ဗျဘယ်လိုခေါ်ထုတ်မှာလဲဗျကားကတော့ခင်ဗျားလည်းပုတ်ပြရရှုပ်ပြောတယ်လို့လိုက်ပါလေဗျာကိုဗျာကိုတော့သူလေးကတော့ပြောပြเสียမလို့တဲ့ငါပြင်စားနဲ့ပြည့်စုံတဲ့မနေစီပြောအခုတော့ကျွန်တော်တို့မားလာရှိခွလို့ပြပါမယ်နော်ကျွန်တော်လည်းဒီဘက်မှာတော့ပြင်ပါအောင်ကျွန်တော်တနားရဲ့စုရမှာချောက်ရပါတယ်ခင်ဗျာစိတ်မဆိုးနိုင်မင်းသမီးတွေပြောပြောရမှာရှိကျွန်တော်ရှင်းမဟုတ်ရှင်းမအခုကပြပြီးပြောပေးမှာကမင်းသမီးချောလေးကိုရောက်ပြပါခင်ဗျာရှားပြီးတော့အရင်မရှင်းမလေးနဲ့တော့ချောရပဲခါပါဒီချိန်မှာရရှင်းမလေးချိန်မှာတော့ရေလေးချောင်း